တော်ရရှိလို့များအလုံးဘလို့ရလို့ရပါလေဒါဒီပဲ24နာရီမှာ2နာရီ3နာရီကိုဘုရားတကယ်ကြီးမြတ်မောက်တော်ထဲမှာတူးဝင်လေးနေတယ်ဆိုရင်တော့ဘုရားတကယ်မတရားလာကျွန်တော်တို့မတရားလာဆိုတော့ကျွန်တော်စမ်းစစ်ဖို့ကျွန်တော်ကြုံကြည့်နေတဲ့တာနဲ့ဘုရားတကယ်အလုပ်ပေးထားတယ်ဟုတ်တယ်လို့ရပါပဲအလုပ်ဘလို့တော့ဆာမကျွေးဟုတ်တယ်ဒါပေမဲ့ဘုရားတကယ်အချင်းကိုပြန်ပြီးဖို့ကျွန်တော်ကြည့်လို့များလူကတော့ပြောမယ်လောကမှာစီစဉ်ဩဇာလူကြီးရှိလုံးထုံးပြီးကြည့်ဆုံးပြီးလို့ထေကောင်းထေလေးပဲအဲ့ဒီအရာတွေကလည်းကျွန်တော်တို့အသက်တာကိုလုံးချုံစီဘူးအဲ့ဒီအရာတွေကကျွန်တော်တို့လုံးချုံဖို့ကျွန်တော်တို့ချာမှာဖို့ကျွန်တော်တို့ပြောဆိုဖို့မပေးနိုင်ဘူးအဲ့ဒီအရာတွေကကျွန်တော်တို့ပဲချက်ပါပြောရဆိုအနတ္တအဲ့ဒီအရာတွေတမင်နဲ့အကျိုးမှကိုပြောနိုင်တယ်ဒါပေမဲ့ဘုရားရဲ့ခင်ရဲ့မြတ်မောပေါ်ထဲမှာကျွန်တော်တို့ခိုးလို့ရှိတယ်လောကမှာပါခေါ်ရဆိုတေဤနာမလူကထောင်တေဤလက်ရဝိမှာလူတော်လဲတော်လေတင့်ကိုမဖြစ်ခံဟာလေလုယာအဲ့ဒါဘုရားရဲ့မြတ်မောလို့ပဲကျွန်တော်တို့ဝေကြီးစိစေဩဇာချမ်းသာပြီဆိုကျွန်တော်တို့ပြည့်စုံပြီးလုံးချုံပြီးနေကောင်းတယ်လေအဲ့ဒါဘယ်လိုချုံမလို့ဘုရားတခင်ရဲ့မြတ်မောတော်ကတာလေအလုံးစုံဆုံးတဲ့စိတ်အချရာဆုံးဖြစ်တယ်ဟာလေလုယာအဲ့ဒါကျွန်တော်ရှုံးကြည့်ပြီးမှဒီလိုလာတာဖြစ်တယ်ဥပမာကြောင့်အဲ့ဒီလူမျိုးတွေကအဲ့လိုဒီကနေခါနာဒီကိုမြေပေါင်း40ခရီးသွားတာချင်းကဘုရားရဲ့မြတ်မောတော်အားဖြင့်ဖြစ်တယ်ဟာလေလုယာ